တော့မွန်းတော့ကနေပြီးတော့တကွက်ပြလိုက်တဲ့စိတ်မကောင်းစရာသတင်းလေးတစ်ခုကြောင်းပြပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားရဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ဒီတစ်ခါမှာတော့မွန်းတော့ဘက်ကနေပြီးတော့ဘာဒီမြင်းတကွက်ပြလိုက်တာလဲဆိုတော့လူကြိုက်များလူစိတ်ဝင်စားမှုအများဆုံးရတာတဲ့ promo diamond event ကိုမွန်းတော့ဘက်ကနေပြီးတော့ nerf လိုက်တာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးတွေ nerf လိုက်တာလဲဆိုတာကိုကျွန်တော်တစ်ချက်လောက်ပြပေးပါမယ်ဒီရင်တော့ bro အနေနဲ့ promo diamond event မှာပါဝင်မှုတွေဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ပုံလေးကိုမြင်တာနဲ့ bro အနေနဲ့ဘာမှားနေလဲဆိုတာကိုသိပါလိမ့်မယ်ဒီမှာတစ်ချက်ကြည့်ရမယ်ဆိုရင်ရင်တော့နဲ့မတူတာကတော့ daily test နေရာမှာ test ကနှစ်ခုပဲပါလာတယ်ပထမ test လေးကတော့ daily login ဝင်ရမယ် test လေးပဲဖြစ်ပါတယ် daily login ဝင်မယ်ဆိုရင်တော့ bro အနေနဲ့ promo time ကို30ရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ဒုတိယ test အနေနဲ့ကတော့ပွဲတစ်ပွဲဆော့ရမယ် classic ဖြစ်ဖြစ် run ဖြစ်ဖြစ် block ဖြစ်ဖြစ်တပွဲဆော့လိုက်မယ်ဆိုရင် bro အနေနဲ့ promo time က diamond 20ရမှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့အရင်တော့ဒုတိယ diamond ကတရက်ကို55လုံးရတယ်အခုဆိုရင်တော့ဒုတိယ diamond ကတရက်ကို50အထိပဲရရှိတော့မှာပဲဖြစ်ပါတယ်ဒီတော့ player တွေအတွက်တော့နစ်နာသွားတယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒါဒီမဲလားဆိုတော့မဟုတ်သေးပါဘူးနောက်တစ်ချက် nerf လိုက်တာရှိပါသေးတယ်ကဲဒါဆိုရင်တော့နောက်တစ်ချက်ကိုဆက်ပြီးတော့ပြောလိုက်ကြရအောင်နောက်တစ်ခုအနေနဲ့ nerf လိုက်တာကတော့ bro ကိုယ်တိုင်နဲ့ game နဲ့ဝင်ကြည့်မယ်ဆိုရင်တွေ့နိုင်ပါလိမ့်မယ်အဲ့ဒါကတော့ promo diamond event လာတဲ့ကြာမြင့်ချိန်ကြာတဲ့ရက်ကို nerf လိုက်တာပဲဖြစ်ပါတယ် promo diamond event ဆိုရင်တော့9လပိုင်း20ရက်နေ့ရပြီးတော့10လပိုင်း1ရက်နေ့ထိဆိုပြီးတော့ကြာမြင့်ချိန်က total 73ရက်ပဲကြာတော့မှာပဲဖြစ်ပါတယ်ရင်တော့ promo diamond event တွေက total ကြာချိန်က15ရက်ထိကြာတယ်ဒီတစ်ခေါက် total ကြာချိန်ကတော့73ရက်ပဲကြာတယ်အဲ့တော့ပမာဏလဲ nerf တယ်event လာတဲ့ရက်ကိုလည်း nerf တယ်ဆိုတော့ဒီ event တော်တော်လေးမှ diamond ရမယ့်ပမာဏနည်းသွားပြီပဲဖြစ်ပါတယ်အဲ့တော့တစ်ချက်တွက်ကြည့်မယ်ဆိုရင်တရက်ကို diamond promo diamond 50ရမယ်73ရက်ယူရမယ်ဆိုတော့စုစုပေါင်းရမယ် total promo diamond က650ပဲဖြစ်ပါတယ်အဲ့တော့စိတ်เสีย event ပြန်လာတဲ့အခါမှာ short ထဲမှာရောင်းချပြီးမယ် second နှစ်ကောင်ဖြစ်တဲ့ဗလာစိတ်เสียနဲ့ချောင်းအစိမ်းရောင်စိတ်เสีย second တွေကို diamond ဘလောက်နဲ့သုံးပြီးတော့ဝယ်ရမလဲဆိုတာကိုဆက်ပြီးတော့တွက်ပြပေးပါမယ် short ထဲမှာရောင်းချပြီးမယ်စိတ်เสีย second နှစ်ကောင်တော့ short ဈေးလုံးဝမပေးဘဲနဲ့ရိုးရိုး diamond ကြီးပဲသုံးမယ်ဆိုရင်တော့ bro အနေနဲ့1288လုံးနဲ့ဝယ်ရမှာပဲဖြစ်ပါတယ်အဲ့ဒါအောင်မှာ bro အနေနဲ့ promo diamond အကောင်လုံးကိုသုံးမယ်ဆိုရင်တော့ရိုးရိုး diamond 638လုံးထပ်ပြီးတော့သုံးအောင်မှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်တော့အရင်ထပ်ပို့ပြီးတော့ diamond တွေကိုပို့ပြီးတော့သုံးအောင်မှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ရောဒီလိုမျိုး nerf လိုက်တဲ့အပေါ်မှာဘယ်လိုမျိုးအမြင်ရှိကြလဲဆိုတော့ comment လေးမှာရေးခဲ့လို့ရပါတယ်ကဲဒါဆိုရင်တော့နောက်ဗီဒီယိုမှာဒီစိတ်เสีย second ကိုဘယ်လိုမျိုးတစ်ချက်ကောင်းနှစ်ချက်ပြတ်နဲ့ခေါ်ရမလဲဆိုတော့ဗီဒီယိုလေးကိုတင်ပေးသွားပါအောင်မယ်အဲ့တော့စိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့ကြောက်ရှင်းနေတဲ့အကြောင်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်ဆောင်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်